မင်္ဂလာပါဒီနေ့29ရက်12လ2025နှစ်မင်္ဂလာသတင်းပေါ့မင်္ဂလာသတင်းကဘာတွေပြောချင်တယ်ဆိုဒီနေ့စကုနယ်ကကလေးတစ်ယောက်ကငရုတ်အောက်ဆွဲလဲစိုက်တယ်ပေါ့မိုးတောင်လဲစိုက်တယ်ပေါ့သူကဖုံးလှမ်းပြီးတော့ဆက်တယ်တစ်တော့မှလည်းပုံနေပို့ထားလိုက်တာပြောင်းဆန်နေတာပဲတော်တော်ကိုပြောင်းဆန်အောင်ပို့ထားတယ်အဲ့ဒါ तू ကမာတွေပို့ထားတော့ဆိုတော့ငရုတ်ကတစ်လခွဲသားနှစ်လသားနီးနီးလောက်ရှိမှာပေါ့အောက်မှာကတို့လို့တွဲလောင်းနေသီးလို့ပေါ့အဲ့ဒါတွေလည်းပိန်းလိန်ကုန်ပါပြီအပေါ်ကအရွက်တွေလည်းအကုန်ခါကုန်ပြီအဲ့တော့ तू တစ်တော့ကနေပြီးတော့ comment ရေးတာမဝတဲ့ခါကျတော့လှမ်းပြီးတော့ဦးညွန့်စောရေးမင်္ဂလာပါဘာညာနဲ့ဖုံးဆက်တာပေါ့ဒါအဲ့ဒီငရုတ်တွေကဘလို့ဖြစ်တာတော့လို့ဆိုတော့တေကကိုအောက်ခံဖောင်ဒေးရှင်းမှာလည်းပဲပလဲကိုတော်တော်များများသုံးထားတယ်တဲ့ကွန်ပေါင်းလည်းပဲသုံးထားတော်တော်လေးသုံးထားတယ်တဲ့လိုလေသေးမရှိအောင်ပေါ့နော်အဲ့ဒါ तू ကလိုလေသေးမရှိအောင်သုံးတယ်ဆိုတော့ limitation ပေါ့ limit လူတူတယောက်ကငါအရက်တောက်တတ်တယ်ပေါ့ဘယ်နှပလင်းဘယ်နှပိုင်းဆိုလို့ရှိရင်ငါအိမ်ပြန်လို့ရတယ်ဆိုတော့ limit ကိုမသိဘဲနဲ့တွေ့တဲ့ချက်ဖာတဲ့ဥစ္စာအကုန်ဆွဲတောက်ပြတယ်နဲ့တူပါတယ်နေရာနဲ့စင်းကော်လဲပြီးကျွန်းထိုးကုန်တယ်အဲ့တော့မှုယောဂကြလို့တဲ့မှုယောဂကြလို့ဓာတုဆေးကညွှန်းတာက 40cc ဒါအများဆုံးပေါ့ 30cc ပတ်လည်လောက်ကိုမှုဆေးကိုညွှန်းတာကို80 100လောက်ထိအောင်ပက်တယ်ဆိုရင်ဘိုးအဆင်ပြေတယ်ဆိုလို့အပင်ကိုကပ်ပြီးတော့ထိုးပြလိုက်တယ်ထိုးပြလိုက်ကြတဲ့အခါကျအပင်ကများမကြခင်နိုင်ပိုင်းအတွင်းမှာပဲလောင်မီးတွေကြသရံဖြစ်ပြီးတော့အရွက်တွေကျွေးကုန်တော့ဦးလေးဘလို့လောက်ရမှာလဲပေါ့နော်ဘလို့လောက်ရမှာလဲဆိုတော့ကျွန်တော်တို့ကတော့ဖြည့်တဲ့နီးတွေရှိတာပေါ့ဆိုတော့ဒါဓာတုကတော့သိတဲ့အတိုင်းပဲပေါ့ဗျာလက်တစ်ချောင်းကိုလက်ပြပုံထိသွားတယ်ဆိုနောက်တစ်လုံးကိုနောက်တစ်ချောင်းနဲ့ကန်ရင်တော့နောက်တစ်ချောင်းပြတ်ရင်တော့ကိုပေါင်တို့အဖွဲ့တွေလို့တကိုယ်လုံးဘာမှကြံမှာမဟုတ်တော့ဘူးပေါ့အဲ့တော့ဇီဝမြေစီကိုအောက်ကခံပြီးတော့ဇီဝကိုအခြေခံထားတဲ့ဖြန်းသေးနဲ့ပဲအမဲရှင်မျိုးဆက်နဲ့ပဲပြန်လဲပြီးတော့နှင်းမှုန်ကြသလိုပဲ3ရက်ချားလောက်အမြန်ဆုံးပြန်လဲပြီးတော့ကုစားပါလို့ဓာန်တော့တော်တော်ထိသွားပြီလို့အဲ့တော့ဇီဝမြေစီသိလားလို့တချို့တောင်သူတွေကိုကျွန်တော်မေးတယ်သဘောကျလို့ပါအော်ဂနစ်မြေစီရောသိလားလို့ဆိုတော့အဲ့ဒီကစကူးဘက်မင်းမှုဘက်တွေမှာစလင်းဘက်တွေမှာအော်ဂနစ်မြေစီကိုမသိဘူးတဲ့ကဲအဲ့တော့ तू က only religion ခေါ်တာပေါ့ပြောချင်တာကဒေဝရက်ကိုပဲသိတယ်ပေါ့မြတ်စွာဘုရားလိုပုဂ္ဂိုလ်မျိုးကသိလားဆိုမသိဘူးတဲ့ကိုးကွယ်ခြင်းဆိုတာတော့ကျွန်တော်တို့ဥပမာပေးပြောတာပေါ့အဲ့တော့ဘယ်လောက်ထိအောင်ခေါင်းထဲကိုရိုက်သွင်းထားလဲတော့မသိဘူးပေါ့ဗျာဒါကတော့ထားပါတော့မြေဝပြုတ်ပြင်တာတွေကိုသိလားလို့ဆိုတော့မသိဘူးတဲ့ကျွန်တော်တို့စီကတော့တရားတွေပဲသုံးကြတယ်တဲ့အဲ့တော့ပြောချင်တာကသူတို့ကိုသင်တဲ့ကျွန်တော်ညီတွေကလည်းပဲဥပမာပေးပြောချင်တာဆရာမတွေအားလုံးကိုတော့ဟွာမဖြစ်ပါဘူးမစော်ကားပါဘူးကျွန်တော်တို့လည်းအာသရိယကုနောအနန္တောဆရာသမားတွေရဲ့ဂုံရိတ်အောက်ကနေပြီးတော့ဒီနေ့အချိန်ထိအောင်ဒီလိုဖြစ်ရတာပါအဲ့တော့ကိုယ်တိုင်တီထွင်ကြံစနိုင်တဲ့အရာတွေဟာကျွန်တော်တို့မြတ်စွာဘုရားမှာရှိတယ်ဗျအဲ့တော့မြတ်စွာဘုရားကဘယ်မှာစပြီးတော့ရှိတာတော့တိဋ္ဌထမင်းသားဘဝက16နှစ်ရွယ်ပြိုနုနယ်မှာတောထွက်ခါနီးမှာကျွန်တော်တို့ဘာတွေတွေ့တော့သူဟိုသူနာသူတွေယဟန်ဆိုပြီးတော့တွေ့တယ်အဖသုဒ္ဓရဏမင်းကြီးကယာသဓမ္မသူဓမ္မလို့ခေါ်တဲ့ဘုံပြတ်သက်ຫນွေမိုးဆောင်300ဒီလုံးနေလို့ရတဲ့ဘုံပြတ်သက်နဲ့ထားတယ်ဘလို့ပဲထားတာဘလို့ပဲနေတောကစားထွက်တဲ့အချိန်မှာသူဟိုသူနာသူတွေယဟန်ရဲ့လို့နမိတ်ကြီး၄ပါးကိုတွေ့တဲ့အချိန်မှာသူကဘာစဉ်းစားလဲလောကမှာသေတာရှိရင်မသေတာရှိရမယ်ဒါမျိုးသူတွေ့တာပေါ့စဉ်းစားလို့ရတာအုံကျုံပေါ့ own creator ပေါ့ own creation ပေါ့မိမိကိုယ်တိုင်ကိုယ်ပိုင်ဉာဏ်နဲ့တွေးခေါ်နိုင်တဲ့ဉာဏ်စတွေကကျွန်တော်တို့မြန်မာလူမျိုးတွေမှာ
လုံးလုံးကုံဆုံးသွားပြီလားလို့ဆိုပြီးတော့ကျွန်တော်ဝန်းနေပါတယ်ဝန်းတာလို့ပြောရတာမဟုတ်ပါဘူးအဲ့တော့ဆရာမတို့ကသင်ပေးလိုက်တာကကြီးလို့ဆိုရင်စလုံးက၄၅လုံးပြီးအကုန်လုံးအခရာအကုန်လုံးသိမယ် ABC နားလည်မယ်ဆိုရင်ဟဲ့ဒီကသင်္ချာတွေနားလည်မယ်ဆိုရင်ဟဲ့ဒီကစလုံးဟာကကြီးတစ်လုံးကိုကကြီးကနေပြီးတော့3လုံးလို့ရတယ်ကကြီးကနေရပ်ပလက်လုံးလို့ရတယ်ကကြီးကငတ်သက်လုံးလို့ရတယ်ကကြီးကအီးလုံးလို့ရတယ်ကကြီးကဓာတွေးလုံးလို့ရတယ်လို့မြောင်များစွာသိတဲ့ထိုးတွင်းညံမရှိတော့တဲ့မြန်မာလူမျိုးတွေအများစုဖြစ်သွားတာနောက်ပေါက်တဲ့ခြားတဲ့ကလေးတွေကျွန်တော်တို့လည်းသေမှာပါမကြပါဘူးအဲ့တော့ကျွန်တော်တို့တကတ်သေးသွားရင်နောက်လာမဲ့ကတ်ကသူ့အိုးနဲ့သူ့ဆန်အကိုက်ပါပဲစနစ်ခွင်းနဲ့စနစ်ခွားနဲ့အကိုက်ပဲစနစ်ဝက်ဦးနဲ့အကိုက်ပဲစနစ်အထိုင်နဲ့အကိုက်ပဲအဲ့တော့ကိုယ်ွယ်မှုလည်းပဲပပျောက်ကုန်ကြမယ်သာသနာဖြည်းဖြည်းချင်းပပျောက်ကြမယ်ဂါရဝောစနိဝါဒောစပုပ္ပေစကတပုံညတဒါတွေပေါ့နော်ဘာဟုသစ္စင်္စသိပ္ပင်္စအကုန်လုံးသူပါတိတာစယာဝါစအပရိရူပဒေတာဝါဒောစအကုန်လုံးဂါရဝတရားတွေဗျမစိုးတရားတွေအကုန်လုံးအားနေသွားမယ်ခစ်ကြီးဆုတ်ကတ်ခစ်ကြီးကိုသူရောက်သွားလိမ့်မယ်ဆိုတော့ပြောချင်တာကမသေးရမှန်မျက်နှိပ်ပံဆိုတာရှိရမယ်သေခြင်းတရားရှိရင်မသေခြင်းတရားရှိတယ်အဲ့တော့ဓာတုဆိုတာကအခုမှပေါင်းသက်စေသုံးတယ်ဗျာသုံးတယ်မသုံးနဲ့မပြောဘူးမြန်မာနိုင်ငံအလို့သမားရှားပါမှုပြဿနာကြောင့်ဘောင်းမီဝတ်တတ်တဲ့လူရောပစိုးဝတ်တတ်တဲ့လူရောအကုန်လုံးပြည်ပတွေထွက်ကုန်ကြပြီအဲ့တော့စိုက်သားတွေစိုက်ဖို့ရန်ကောက်စိုက်မတွေအခက်အခဲဖြစ်တဲ့အချိန်မှာပက်ကျဲတွေကျဲမယ်ပက်ကျဲတွေကျဲတဲ့အချိန်မှာမြက်တွေကလိုက်ချင်လဲလိုက်မယ်ပေါင်းသက်စေဆိုတာရှိမှာပဲအဲ့တော့ပေါင်းသက်စေဆိုတာသုံးမိယူတယ်ဆိုလို့ရှိရင်မြေပြက်တယ်ဆိုတာလူတိုင်းသိတယ်သို့တော့မြေကိုပြန်လဲပြီးတော့ပြုပြင်နဲ့မြေစီရှိတယ်ဆိုတာသူတို့ခမရလေးတွေမသိတာကိုကျွန်တော်တို့အနေနဲ့အရန်ကြီးဝမ်းနေတယ်လေးလာမှုကဘာဖြစ်တော့ပုတ်ပျော်အပျော်တွေကျူးကြတယ်ပုတ်တယ်ဘာတွေပုတ်တော့အချိန်ပြည့်ဖုံးမဲ့ပုတ်နေတာဘုသူတရဖို့ရန်ဘာမှမရှိကြတဲ့ဒီတိုင်းပြည်ရကလေးတွေရင်လေးသေးပါသေးတယ်ပထမဘာခေါ်မလဲပြည်တခြားနေပြီးတော့ကျွန်တော်တို့သီဘောရာဇာပေါ့နော်သီဘောရာဇာပါတော်မူခဲ့တဲ့အိန္ဒိယနိုင်ငံရတနာဂီရီကိုခေါ်ဆောင်သွားခဲ့တယ်ပြဿနာဘယ်ရစခဲ့တဲ့ဘုံမေဘာမကုမ္ပဏီကတစ်ခိုးတာကိုဒဏ်ရိုက်ခဲ့ကြတယ်အဲ့ဒီကပထမအကြိမ်တော့ပါသွားတော့ဗိုလ်ချုပ်အောင်ဆန်းတို့ပြန်လဲပြီးတော့နှစ်တရာအုပ်ချုပ်ခဲ့တဲ့အင်္ဂလိပ်ကိုဗိုလ်ချုပ်တို့ဦးစီးပြီးတဲ့အခါကျတော့လွတ်လပ်ရေးရအောင်ပြန်လဲပြီးတော့လုပ်တယ်ဒီကလေးတွေများနောက်ထပ်ရာစုမှာဦးစီးပြီးဆိုရင်မြန်မာပြည်ဟာအေကံမလွဲကျွန်တော်ပြောခဲ့ပါတယ်သူ့ကြုံဆိုတာပြန်ပြီးတော့ဖြစ်အောင်မှာပါတစ်ကပြန်ပြီးတော့စအောင်မှာပါအဲ့တော့ဘဟုတုတစာဖေကမိဘတွေကကြောင်းထားတယ်ခြုံကိုတယ်ဘီယာဆိုင်သွားကြမယ်စော်နဲ့ချင်းနဲ့မိဘတွေမှာတော့နေမှမသိညမှမသိရှာလိုက်ရတာမသက်သာဘူးသူတို့ခမရမှာခိုးချလို့အောင်တာပဲဖြစ်ဖြစ်ဆရာကမကြောလို့အောင်တာပဲဖြစ်ဖြစ်စာမေးကြီးဘာမှကိုတလုံးမှမသိတဲ့ကလေးတွေပဲကြံတော့တဲ့အချိန်အခိုက်အတန့်မှာဇုံဝင်းထွတ်ဆိုတဲ့သချင်းကိုကျွန်တော်သတိရတယ်ဆေးစိုးပိုင်းရိုက်ထဲမှာကိုဇော်ဝင်းထွတ်အမေထားပေါ့နော်ရွှေတယ်ညွန့်ကမွေးတော့အန်တီထားပေါ့အန်တီထားကမွေးတော့ကိုဇော်ဝင်းထွတ်ကမွေးတော့ကိုဤတိုးပေါ့ကိုဇော်ဝင်းထွတ်ကျွန်တော်တို့နုစဉ်တုန်းကသူဆိုဘူးတယ်သူကဘာလို့ဆိုတော့တွေးကြည့်ပါတော့မြင်ရင်မောစရာပေါ့ဒီကလေးတွေအကြောင်းတွေးကြည့်ရင်မောတယ်အဲ့တော့မြေကိုဖြတ်တဲ့ပစ္စည်းရှိသလိုမြေကိုပြုပြင်တာရှိပါတယ်အဲ့တော့ပေါင်းသက်စေသုံးလိုက်လို့မြေကိုပြည့်စည်သွားတယ်ဆိုရင်ထမင်းချက်တဲ့အမျိုးသမီးလို့မိဖို့ကြောင့်လည်းအမျိုးသမီးလို့ပဲဥညွန့်စော်ထုတ်နေတဲ့ပစ္စည်းဟာဓာန်အိုးဖာတဲ့တိတ်လို့ပါပဲထမင်းချက်တဲ့အမျိုးသမီးဓာန်အိုးပေါက်သွားတယ်အိုးဖာတဲ့တိတ်ရှိပါတယ်ကဲအားလုံးမင်္ဂလာပါဥညွန့်စော်ပါ